မင်္ဂလာပါကိုကိမမ channel လေးကနေပြန်လည်ပြည့်စုံလိုက်ပါတယ်ဒီကနေ့ကပစုံစစ်ပြန်လည်ချက်ပြီးတော့ပြန်มาဖြစ်ပါတယ်ကိုရိုင်းချက်တာတော့မဟုတ်ဘူးပေါ့နော်ဒီလေးကကြတော့အမတ်တရားအနေနဲ့ရိုက်လိုက်တာဖြစ်ပါတယ်အလုကအမကပေါ့နော်သူကအလောက်ထွက်တော့မှဖြစ်တဲ့အတွက်ဟင်းလေးချက်ကျွေးလို့ဒါလေးကိုအမတ်တရားအနေနဲ့ရိုက်လိုက်တာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ဆိုတော့ချက်ဖို့အတွက်ဆိုရင်ချက်သွန်နီကိုစီလေးတက်လိုက်မယ်ပေါ့နော်ချက်သွန်နီကိုပါလိပြီးတော့ရင်းနေအောင်စီတက်လိုက်မှဖြစ်တယ်သူကတော့ထူးဆန်းနေပေါ့နော်အမဆိုလို့ရှိရင်ဟင်းချက်လို့ရှိရင်အရောက်နေမို့လို့စနုံမို့လို့တုံးနေပေါ့နော်သူကအဲ့ဒါကိုခြေတက်တဲ့နေရာမှာမထည့်ဘဲနဲ့ဒီပစုံနေတဲ့နေရာမှာထည့်တယ်ပေါ့နော်ပစုံကိုသူကအရသာနေတဲ့နေရာမှာအရောက်နေမို့စနုံမို့လေးပါအလုံးတစ်ခါထည့်နေပြီးတော့ကြတော့ဒီချက်တော့စီတက်တဲ့တွေကိုမထည့်ဘူးပေါ့နော်အဲ့လိုမျိုးလေးလုပ်တာဖြစ်ပါတယ်သူချက်နည်းကလည်းလွယ်ကူပြီးတော့အရင်အောင်စကောင်းတဲ့နည်းလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအမတရားအနေနဲ့လေးဖြစ်တယ်နောက်ပြီးလို့ရှင်လွယ်ကူလို့ရလိုက်တာပေါ့နော်ချက်တုံးလေးတွေရဲလာပြီဆိုလို့ရှိရင်ဆိုတော့ပစုံလေးကိုထည့်မယ်ပစုံလေးအဲ့ဒါနေထားတယ်ပေါ့နော်အဲ့ဒါနေတိုင်းဟာလေးကိုထည့်ပြီးတော့ဆိုတော့စက်တိုက်လေးမှုပေးမယ်နော်ငါအနှွေးပစုံအကွေးဆိုတဲ့အတိုင်းပစုံလေးကွေးပြီးတော့စီပြန်လာပြီဆိုရင်တော့ချက်ပြီးပေါ့နော်ဆိုတော့ဒါကိုရေမထည့်ဘူးရေမထည့်ဘဲနဲ့ပစုံရတာနေတဲ့နေရာမှာထွက်လာတဲ့အရင်လေးနဲ့ပဲတည်ထားတာဖြစ်တယ်ဒါလေးတော့ဆိုတော့နည်းနည်းလေးရေခမ်းသွားအောင်တည်ပေးလိုက်မယ်ရေခမ်းပြီဆိုလို့ရှိရင်တော့ဆိုတော့ရတာမီးမယ်နောက်ပြီးလို့ရှိရင်ရုပ်သေးလေးပေါ့နော်အဆက်ရတာလေးပေါင်းလုံးရုပ်သီးလေးထည့်မယ်ပြီးတော့ချမယ်ပေါ့နော်ဒါတော့စီစဉ်လေးဖြစ်ပါတယ်ဆိုတော့ဒီတိုင်းလေးထားတော့မှလေးနည်းနည်းပေါ်လာအောင်မယ်ပေါ့နော်အစိုးခုလုံနေတာကပေါ့မနာရှန်ကိုဆိုင်မှာအလုပ်လုပ်နေတယ်ဒီအလုပ်ကလည်းအခု resign တင်ထားတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအမတ်တရားနေနဲ့ဒါလေးတွေပါခြင်းလို့ပေါ့နော်ပြီးတော့ဆိုတော့အမဟင်းမီနေအမဟင်းမီလေပြီးတော့ကျတော့ရတာလုံလို့ပေါ့နော်ဆိုစားနေနေရေတခြားနေနေရေသူတို့အမထဲမှာပေါ့နော်အဲ့ထဲကိုထဲမှာဖြစ်ပါတယ်အရင်အခုတည်းကမွေးနေဆိုတော့ဗီဒီယိုရိုက်နေရှိုင်းနဲ့တည်ကြနေပါတယ်ဖြည်းဖြည်းနေဆိုတော့ရေလေးလက်ခံလာပြီပေါ့နော်စီလေးတွေပြန်လာပြီဆိုရင်တော့ဆိုငုတ်တီးအချောက်ပေါ့နော်ငုတ်တီးချောက်လေးထည့်မယ်ပုံမှန်ဆိုလို့ရှိရင်တော့ဆိုတော့ချက်ပူရာဆိုလို့ငုတ်တီးစိမ်းလို့ပေါ့နော်အဲ့လိုမျိုးငုတ်တီးချောက်တော့ထောင်းထည့်တာပေါ့နော်သူကကြတယ်နဲ့ထူးဆန်းတယ်ငုတ်တီးချောက်ကကြီးလေးနဲ့ညက်ပြီးတော့ထည့်တာလုံးဝမဆက်ဘူးနော်တော်တော်လေးစားလို့ကောင်းတယ်အတန်းလေးထည့်ပြီးတော့သူတို့ဒါလေးကိုပြန်ပြီးတော့ခြောက်လာပေါ့နော်မွေးလာအောင်လို့မွေးပေးတာဖြစ်ပါတယ်ဒီမှာပြီးတော့ရိုက်တဲ့သူပါတယ်ပြမယ်နောက်ပိုင်းကျရင်ဗီဒီယိုရိုက်နေဆိုတော့လေဖုန်နေဖြစ်ပါတယ်အခုကတော့ဒါကတော့ချက်ကျွေးရမှာပါအရန်ကိုမှသဘောကောင်းပါတယ်ပြီးတော့ကြတော့သူကစေတနာလည်းအရန်ပါတယ်ပေါ့နော်အခုဆိုရင်တော့ပစုံစီပြန်ဟင်းလေးရပါပြီတော်လေးလည်းမွေးပါတယ်စားလို့လည်းရန်ကောင်းပါတယ်သူတို့၄ယောက်စားတာပေါ့နော်၄ယောက်စားတဲ့ဟာကိုထမင်း၃လုံးပေါ့နော်နှုတ်ဆွေးဘူး၃လုံးကိုဖြောင်းပါတယ်ဒီဟင်းလေးရတော့ပြီးတော့ကြတော့ချင်မောင်ရွက်ချင်းလေးလည်းပါသေးရပေါ့နော်အဲ့လေးစားလိုက်တာတမီးလေးပြောင်းသွားပါတယ်တော်လေးစားလို့ကောင်းပါတယ်ဒီနေ့တိတ်လေးရပေါ့ဖေဖော်ဝါရီ29ရက်2026တိတ်လေးနဲ့မတရားဖြစ်ရှင်လို့ဒီဗီဒီယိုလေးပဲမရရလိုက်တာပါကျေးဇူးတင်ပါတယ်ကိုကိမမ channel လေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်